Jaya
Hare
လေးကြောင်းလိုက်အတွင်းမှာဦးဇင်းတို့ဒီတော်လုံးဝလာတဲ့အဖြစ်သုံးပွဲဓမ္မတော်စီရင်ခြင်းမှာပြပါလေဦးဇင်းကလာတဲ့အချိန်မှာအငယ်ဆုံးဖြစ်တဲ့အတွက်အစဆုံးအဦးဆုံးနဲ့ဦးဇင်းပေါ်ပြီးတော့တဝဲတဝဲဟောရမှာလို့ဆိုပြီးတော့အဲ့ဒါမိတ်ဆက်နှုတ်ဆက်မိတ်ဆက်ဆိုပြီးတော့နှုတ်တော့ဆက်ပြီးအဲ့ဒါဒါပေမဲ့ဒီနေ့ဦးဇင်းရဲ့နောက်တော်ဓမ္မကကိုအောင်တော့အောင်ရက်ွက်ထဲမှာသူတို့အတွက်တော့ဓမ္မတော်နဲ့ညစီစဉ်ရတယ်သူတို့နှစ်ပါးကတော့ဟောတယ်အငယ်ဆုံးအကျော်ဆုံးအတန်ကောင်းဆုံးကိုယ်တော်ပြကြရက်ွက်ထဲမှာဟောရဖြစ်ဟုတ်တယ်အဲ့ဒါကိုဒီနေ့မှာတရားဝဲဓမ္မပူဇော်လုပ်တယ်ကိုယ်နဲ့မဝေပြီးညရနာရွှေလန်းမိသားစုနဲ့ကိုမင်းမဆောင်းပြီးညစင်းအောင်ရွှေလန်းမိသားစုတို့ကမိသားစုဝစုပေါင်းစုပြီးတော့ရှင်ပြားလေးကနားစရာကောင်းပါလေတဲ့နောက်ဆုံးညနှုတ်ဆက်ပွဲအစဉ်နဲ့တရားလေးတွေတော့ဟောခိုင်းအောင်မှာလို့ဆိုတော့သူတို့ကနာတာကကြောက်စရာတော့ခက်ကောင်းကောင်းကြီးဟုတ်လားမဒီကလည်းပဲအဲ့ဒါပြေရောက်လာတော့ဦးဇင်းတို့ကလည်းအညာသားတွေဆိုတော့ပူဆက်ဆက်မစားရတာလေးကြာနေအဲ့တော့မတူဘူးအညာသားဆိုတော့ပဲကြပဲနဲ့မပြားတဲ့ငါဆောင်တဲ့ဒီဥပ္ပိနဲ့ရောပြီးတော့ကြော်တာပဲလေပဲနဲ့နာနာထုတ်လိုက်တာတည်းလုံးလို့လိုက်တဲ့သွေးဟုတ်လားဒီကဇင်းတို့ဆိုလို့ကလည်းပဲပေါ့ရင်ကိုတိတ်စားရကြဘူးလေတူတယ်ရှိရအဲ့ဒီကကြောက်ခဲတဲ့စိတ်ပြီးမှချက်ထားလာတယ်အကုန်လုံးလေးလေးကြီးအဲ့တော့ဇင်းတို့ကလည်းလာတဲ့သုံးပါးထဲမှာတော့အငယ်ဆုံးနဲ့အကြီးဆုံးဆရာတော်ကပြောတယ်အဲ့ဒါပေမဲ့လူလာငယ်ယောဂါကအကြီးဆုံးပဲဟုတ်လားအဲ့တော့ယောဂါတွေကတော့ဒီမှာပဲရုပ်ရှင်ကြည့်ရောခေါ်တယ်နာကျင်တဲ့သူယောဂါခေါ်တာရောဂတိကြီးရူပံဆိုတော့ဖောက်ပြန်တဲ့လူရုပ်ခေါ်တာဒီယုတ်ခန္ဓာကိုယ်ကြီးရှိတဲ့လူတိုင်းပြည့်တဲ့ယောဂါမရှိဘူးလားရှိပါပါဗျာရှိတယ်အကုန်လုံးပြည့်တဲ့လူကျမ်းမာရလားလို့နေလို့ကျမ်းမာပါတယ်ဘုရားဆိုရင်အဲ့တော့ကျွန်တော်ဘုရားကတော့ရဲချင်တာလေဘာလို့လဲဆိုတော့ခန္ဓာကိုယ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းကအကုန်လုံးယောဂတယ်ဒီဟုတ်ရလားတော့ကာယကဒုက္ခစေတသိကဒုက္ခဆိုတဲ့ဒုက္ခမျိုးစုံတွေနဲ့ရှင်းနေကြရတာပါပဲအဲ့တော့ဘယ်တော့ကောင်းတော့ကောင်းလို့ဒီနေ့ဦးဇင်းတို့နှုတ်ဆက်တရားဝဲကိုပြန်ပြီးတော့လှည့်ကြဟုတ်လားအဲ့ဒါဝိုင်းတော့စမ်းဝေဟုတ်လားဝိုင်းတော်ဝင်မြေရောလာပြီးတော့ကိုတော်လေးတနာလို့တရားဝဲကိုတော့စီစဉ်ပြုံးမှာလို့ဆိုပြီးတော့ဒီနေ့ဇင်းတို့ဘောဖို့အတွက်ကြာတယ်ပေါ့အဲ့တော့ဇင်းတို့ဘိုးတော်ဓမ္မစဟောခြင်းလေးကဟောခဲ့တဲ့နေရာမှာတရားတယ်ဘုရားမရေးဟုတ်လားအဲ့တော့ဘယ်လိုလဲတရားလေးကအကုန်လုံးတတ်တဲ့အခါမှာသေလားပါဠိတရားတော့လောဘတွေသေကုန်ပြီပါဠိတရားတော့လောဘတွေသေပြီမာနတွေလည်းသေကုန်ပြီဗျာမင်းတို့ကလည်းဒိဋ္ဌိတွေလည်းသေကုန်ပြီတကယ်ဥပဒနာစစ်စစ်ပဲဟောတာဟုတ်လားဒီနေ့ညတော့အဲ့ဒါလေးတော့တော်တော်လို့ကိုလက်ဆောင်ဟောဗျာဦးဇင်းရဲ့ရှင်ဘဝယဟန်ဘဝရောက်လာရတဲ့ရည်ရွယ်ချက်ရှင်ယဟန်ပြုရခြင်းရဲ့ရည်ရွယ်ချက်တရားတော်လို့မှတ်ရင်လည်းမှတ်သို့မဟုတ်ရင်လည်းရှင်ယဟန်တို့အပေါ်ဘယ်လိုမြင်ပါသလဲတရားတော်လို့မှတ်ရင်လည်းရဟုတ်လားအဲ့တော့နှမျိုးပြောတာကမျိုးတို့မှတ်မိချင်တာမှတ်မိပေါ့ရှင်ယဟန်ပြုရခြင်းရဲ့ရည်ရွယ်ချက်ဒါမှမဟုတ်ရှင်ယဟန်တို့အပေါ်ဘယ်လိုမြင်ပါသလဲတရားတော်ဒီဘက်ကတော့ဒီကြောင့်မှာပဲဥစ္စာတွေကလည်းဆံမိတ်ဆွေ
ဘွဲ့မြေရှင်ဥဒ္ဒရာလို့ခေါ်တယ်ဥဒ္ဒရာဘောဓုဒ္ဒရာခြေတော်ဘုရားမှာသာသနာပြုခဲ့တဲ့ပုဂ္ဂိုလ်ကျော်မော်ထဲမှာဓမ္မပါဝင်ပဲဟုတ်လားဒါကြောင့်ဘုရားသာသနာပြုတဲ့အချိန်မှာဥဒ္ဒရာဆိုတဲ့ပုဂ္ဂိုလ်မပါဘူးလားပါပါဗျာဒါလည်းဘုရားဘုရားနဲ့လက်ပြီးတော့ဟောနေတာလေအဲ့ဒါဒီလိုရှင်းပါကခန်းစစ်ရှိရလို့သာရောက်လာတယ်မှာငယ်လေးကစအခုချိန်ထိဒီတစ်ခေါက်ရောက်နေတာအခါမှမရောက်ဘူးနော်အဲ့တော့ဒီလိုညာတို့အပေါ်ရှင်ညာတို့အပေါ်ဘယ်လိုမြင်ပါလဲတရားဒေသနာတော်ကိုမဟောကြားမနာကြရသေးပြီတရားပိုင်ခြင်းဖြစ်တော်မူသောဘုလောကဗုဒ္ဓသဗ္ဗေမြတ်စွာဘုရားကိုဥစွာပထမရှိခိုးကြရအောင်တရားရဲ့ဘုံတော်မြတ်တော်ဘုံတော်မှန်ပြီးတော့ဥစဉ်နဲ့အတူတူဘဝညီညာပြပြရှိခိုးကြပါစို့လောကရောမြတ်တော်မှာ900ကျော်ကဘုရားရှင်ကိုယ်တော်တိုင်ဟောပေါ်ပြုပြဆိုဆုံးမှာခဲ့သည်ဓမ္မဒေသနာတော်များဟောကြားနာကြကြီးညိုကြရမှာဖြစ်သည့်အတွက်တရားပိုင်ရှင်ဖြစ်တော်မူသောဘုလောကဗုဒ္ဓမြတ်ရှင်ရဲ့ဘုံတော်မြတ်တဲ့ဘဝဘုံတော်မှန်ပြီးတော့ပြည့်တဲ့တို့ကြည်ညိုရအောင်နောက်ကလည်းပဲဝစီကံကုသိုလ်များလည်းပဲရရအောင်ဥစဉ်ကရှိကတိုင်ပြီးမယ်ပြည့်တဲ့တို့ကလည်းပဲနောက်ကဉာဏ်ပြပြလိုက်ဆိုးလိုက်ရပြီးတော့ဘုရားရှိခိုးကြပါရှင် Amen.
ရှင်ဟန်ပြရခြင်းရဲ့ရှင်ရွယ်ခြင်းဒေသလူတွေဘုရားဘာသာဝင်သူတော်စင်တွေဖြစ်ပြီးအားလျော်စွာသူကိုယ်တော်ကိုယ်တော်ရန်ကုန်ကိုယ်တော်မန္တလေးကိုယ်တော်မော်လမြိုင်ကိုယ်တော်စသဖြင့်ကိုယ်တော်တွေမျိုးမျိုးမြင်နေရတဲ့အခါကျတော့မိမိတို့ကိုယ်ကိုယ်စိတ်ကြကြတဲ့ပုဂ္ဂိုလ်ရဲ့အာဏာကိုလည်းမိမိတို့ရဲ့နှလုံးသားထဲမှာရှိသည့်အလျောက်မြင်နေကြတဲ့အမြင်ကလည်းအမျိုးမျိုးပါပဲ။ရန်ကုန်ကကာရမတွေကမန္တလေးကိုယ်တော်ဆိုရင်တက်ကြည်ညိုခြင်းလို့မန္တလေးကကာရမတွေကလည်းရန်ကုန်ကိုယ်တော်ဆိုရင်တက်အမြင်ကတာကြည်ညိုကြအမြင်ချင်းတူလို့လားမတူလို့လားတူလို့ပါဗျာအဲ့တော့ရန်ကုန်နေကြတဲ့ကာရမတွေကမန္တလေးကိုယ်တော်တွေကိုဘာကြောင့်ကြည်ညိုတာဆုံးဆိုတော့မန္တလေးနေကြတဲ့ကိုယ်တော်တွေတော်များများကလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါစာသင်သားတွေကများလားများပါဗျာအဲ့ဒီမန္တလေးမျိုးဆိုရင်တဲ့ဦးဇင်းတို့နေခဲ့တဲ့အချိန်တုန်းကဆိုရင်တန်ခါအပါ3000ကျော်လောက်ရှိတန်ခါဘယ်လောက်ရှိ3000ပါဗျာ3000ကျော်လောက်ရှိတယ်ဆိုတော့ပြည်သက်တို့ပြည့်စုံကျင်းမြင်နေမို့လားအဲ့ဒါလိုပဲဦးဇင်းတို့ရန်ကုန်ကနေပြီးတော့မန္တလေးစာသားတဲ့မဆရာအတွက်တော့ကိုဆိုပြီးတော့မန္တလေးရောက်သွားတဲ့အချိန်မှာရန်ကုန်ကစာသားတဲ့ဆိုတာကအဲ့လိုမှမများတဲ့အခါကျတော့နေရခံရတာအမြဲတမ်းချောင်းနေတော့မန္တလေးရဲ့ဘာရောအဲ့ဒါကျေပြာကျောင်းနေတယ်ဆိုရင်တော့စာပြန်ရမယ်ကျောင်းလေးကိုအင်ဆွဲပေါ့ဝင်ဝင်စာပြီးတော့မှမပြည့်နိုင်ရင်အဲ့ဒီကျောင်းပြေးနေဘူးနော်အဲ့တော့စာလေးအတန်းစာလည်းဆိုရင်စာလည်းသက်ဆိုင်တဲ့စာလေးအကုန်လုံးပြင်းလို့ရမှာအဲ့ဒီကျောင်းလေးဝင်ရှိအဲ့တော့ချင်းစာပြန်လို့ရလို့နေရာလေးများရမလားလို့ဟောင်းပြီးတယ်ပြည်တဲ့နေရာမပြီးနိုင်သေးဘူးတဲ့အစောကြီးဝါမေလို့ဆိုရင်တော့ဝါဆိုဝါအောင်လို့ဆိုရင်တော့ရှင်ပြန်နေရရမယ်ခုလိုလို့ဆိုရင်တော့ကမ်းကြုံမှာပဲနေရမယ်စာသင်သားတွေများလုံးလို့ဟုတ်လားအဲ့တော့ဦးဇင်းတို့မှာစာသင်သားဘဝကသူများတွေကိုတက်တာတွေပါနေတယ်ပဲယူရတာဒုက္ခမှလို့ဆိုမယူဘူးဥက္ကသုံးနေကြတဲ့စာလာအိတ်ချမောလျှော်အိတ်ကြီးနဲ့စာအုပ်တွေထက်ပြီးတော့သွားအဲ့တော့စာဝတ်ဖြစ်ချင်းဟုတ်လားဆုံးမတဲ့ဒီတိုင်းနဲ့အဲ့ဒီတိုင်းကဘူးမှမယူဘူးဘယ်သူမှမယူဘူးဆိုဘာမှမရှိတာဘူးပဲတဲ့ဆိုရင်ကြာတော့ဘာမှမပါဘူးအဲ့ဒီဘာရှိတယ်ဆိုတော့ဒီနေ့ဆိုတော့ဒီမဆိုဟောခါရောခါလာတဲ့ဆိုတော့ရှိအဲ့ဒီဘာရှိလို့ဆိုတော့ဟောစာအုပ်ရဲ့ဘောပြင်းရဲ့စာအုပ်ရဲ့ဒါရှိတယ်ဆိုတော့ဘယ်သူမှမယူဘူးဒီတိုင်းနဲ့ပြင်ပေါ်မှာတင်ထားဘိုးရတဲ့အခါဆိုတဲ့စာအုပ်ကိုဆွဲပြီးတော့ငွေချင်းတွေဘိုးလိုလိုနေရပြည်ရရင်ပြီးအဲ့ဒါမန္တလေးမှာစာလိုက်ရတာဝိသေရေဘယ်လိုပါမလားမှန်ပါဗျာဘယ်လိုလဲဒီစာသင်သားတွေဆိုတော့စာပဲအာရုံစိုက်တယ်ဒီနေ့တရားတွေသိပြီးတော့မတွေးဘူးမန္တလေးကိုတွေကဒီပုံစံနော်ဟောရန်ကုန်မြို့ရှိတဲ့ကိုတွေကတော့တမျိုးပဲမန္တလေးကပုဂ္ဂိုလ်တွေအနေနဲ့မြင်ရကြည့်ရတာအဆင်ပြေပြန်မှုတွေရန်ကုန်ရတဲ့ပုဂ္ဂိုလ်တွေကချမ်းသာတယ်ရန်ကုန်ကချမ်းသာဘူးလားချမ်းသာပါတယ်ဗျာချမ်းသာတယ်စာသင်တိုက်တွေဆိုလည်းမြတ်စာအတွက်အာယုဆုံးတဲ့ကိုပုံစံမလို့ကျောင်းမှာဒီတိုင်းပြီးရင်လည်းပဲပြုံးနေတော့စားရမန္တလေးမှာအဲ့ဒါစားရလို့လွယ်ပါမလားလွယ်ပါဗျာဆိုတော့ရန်ကုန်ကိုလေးတွေကတော့စတိုင်နဲ့ပေါ့သင်္ကန်းကြီးမျိုးလေးကဒါလေးကလည်းဖြူဖြူပေါ့လက်ကံမှာလေးခိုင်ရညက်ပြီးတော့ခဏကလေးကြောင်းများနဲ့ဆိုရင်ကြည့်လို့မကောင်းဘူးလားကောင်းပါဘူးကောင်းတယ်မန္တလေးစားလိုက်တဲ့ကိုတွေကတော့ခဏကပဲတဲ့နားတယ်ဟုတ်လားသင်္ကန်းကလည်းဒီတိဒိန်တော့စာလေးဒီကထားတာဝိစာရေးကတိတ်ပြီးတော့ဒီကဟောရတာဟုတ်ပါဘူး။ငုံငါပုဂ္ဂိုလ်တွေအနေနဲ့မန္တလေးကိုယ်တော်ကိုကြည့်ပြီးဆိုရင်ကြည်ညိုစရာတစ်စက်မှရှိကြည်ညိုစရာရှိလားရှိပါပါမရှိဘူး။ဘာလို့လဲဆိုတော့သူရဲ့မြင်နေရတဲ့အမြင်ကမှမကောင်းတဲ့အခါကျတော့သူရဲ့စိတ်ထဲမှာလည်းစိတ်တဲ့အကောင်းတွေကလည်းရှိတဲ့တက်ခံတဲ့ဆိုတော့အကောင်းမမြင်တော့ဘူး။အမြင်မကောင်းတာနဲ့သူရဲ့စိတ်ကဘယ်သွားလို့အကောင်မမြင်တော့ဘူးရဟန်းဆိုရင်ဟဲ့
ကြည်ညိုကောင်းလား ကောင်းပါလား ကောင်းတယ်ဒါပေမဲ့သူတို့ကတော့မြင်တဲ့အမြင်ပေါ်မှာပဲသုံးသပ်ဆုတ်ပြလိုက်တယ်။ရောင်မောက်တော်ကြီးတွေကတော့ဒီလိုချောချောလေးတွေတိုက်တာလည်းမှာပဲနေရတယ်။တင်းတင်းတန်းတန်းလက်စာအလုံးစုံဆုံးကတွေ့ရသက်တာဘူးလား တတာပါဗျာ အဲ့တော့ရန်ကုန်ကကမားတွေကရန်ကုန်ကိုတော့ကြည်ညိုလာမန္တလေးကိုတော့ကြည်ညိုဟုတ်လားမန္တလေးကိုတော့ရုပ်ရှင်တွေပေါ့ကြည့်တာပဲဘောလုံးဆိုလည်းကြည့်ရတာပဲဆိုတော့ကြည်ညိုစရာရောကောင်းလား ပါပါဗျာ ကောင်းဘူးဒါပေမဲ့ယဟန်တွေကျင့်ဖို့ဒီကျင့်ဖို့သိတာကိုတိတိကျကျမှမသိရတော့အဲ့ဒါလိုပေါ့အခုလည်းဘုရားရှင်ရဲ့ခါလုံးကစားပြီးတော့အခုသိတဲ့ဘောင်းတော်မောင်းလို့တဲ့တဘောကရန်ကုန်နိုင်ငံရှိတဲ့ဒရာဂမတွေမြင်းနေတဲ့အမြင်မျိုးတွေမြင်ခဲ့တယ်။ဒီလိုဘောဓမဘုရားရှင်ရာဇဂိုပြီးမှတဲ့တော်မူတော်မူတဲ့အချိန်တုန်းကရထဥပါလိဆိုတဲ့သတုသားလေးတယောက်ပေါ့သူ့ရဲ့အမိနဲ့ပေကလည်းပဲအင်မတန်မှချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးချမ်းသာတဲ့အခါကျတော့သူတို့သားလေးကိုငါတို့တွေတိမ်ပန်းသွားတဲ့အခါကျတော့ငါတို့သားလေးအသက်မွေးဝမ်းကြောင်းချောင်းချောင်းလေးလေးနဲ့လူ့ဘဝမှာဘယ်လိုအလုပ်မျိုးတွေကိုတင်ပြီးကောင်းမှာပါလဲဘယ်လိုမျိုးတွေကိုတင်ပြီးလို့ရှိရင်ငါတို့ရှိတော့တဲ့နောက်ပိုင်းမှာငါသားလေးဥပါလိချမ်းသာတာနဲ့အသက်မွေးဝမ်းကြောင်းပြုနိုင်ပါမယ်ဆိုပြီးတော့အဲ့ဒါအမေနဲ့အဖေစဉ်းစားကြတာသူနဲ့ဘယ်လိုစဉ်းစားတာလဲ မိနဲ့ပြေပါဗျာ ဘယ်ကတော့လည်းကိုယ်မှာကားရရှိတယ်၊နည်းရရှိတယ်ဆိုရင်ငါသားလေးကိုတော့ထောက်တာပြအောင်လုပ်ခိုင်းစေးကြောင်းတက်ပြီးထောက်တာခွဲရရင်တော့စီးရီကုစားပါနေဆိုရင်ချမ်းသာမှာပဲကျိုးပါတဲ့နေ့မှာအင်ဂျင်နီယာကြီးလုပ်ခိုင်းရင်တော့သူ့ဘဝအတွက်ချမ်းသာတာနဲ့နေရမှာပဲလို့ပြောတဲ့ဘောပြောလား